ကတော့အိမ်မှာအလွယ်တကူကြော်စားလို့ရတယ်ပေယာကြော်လေးကြော်စားကြမယ်ဗျာအရင်ဦးဆုံးမင်းညကရေစိမ်ထားတဲ့ကလာပဲကိုကြိတ်စင်းနဲ့ကြိတ်ထားပြလိုက်ပါကလာပဲရပြီဆိုတော့လိုအပ်တဲ့အစာပလာကျင်းစိမ်ငရုတ်သီးကျက်သွင်းနီပြီးရင်တော့ပြင်းတော်တိုင်းမှာတခါတည်းလှီးထားပြလိုက်ပါဗျာအားလုံးပြီးသွားပြီဆိုရင်စောစောကကြိတ်ထားတဲ့ကလာပဲတဲ့ကိုလိုအပ်တဲ့အစာပလာထည့်ထားပြလိုက်ပါဗျာဒါလေးကတော့အကျော်မုံနှင်းလေးပါရတာအတွက်နနွင်းမုံစားအရှုံမုံလေးထည့်ပြီးရင်တေချာလေးနှိမ့်နေထားပေးပါအားလုံးစုံပြီဆိုရင်တော့ပေယာကြော်လေးစားကြော်လို့ရပါပြီဒါလေးကတော့ပေယာကြော်နဲ့တွဲစားဖို့အရှင်ကြီးလှုပ်ထားတာလေးပါပါဝင်ပစ္စည်းကတော့နန်းနံပင်ကြက်သွန်ဖြူငရုတ်သီးပြီးရင်တော့တံမြာသီးနဲ့မကြေးသီးတို့ဖြစ်ပါတယ်ဒါလေးကတော့ရေနွေးနဲ့စိန်ထားတဲ့မကြီးရီအနှီးလေးပါအရသာအတွက်ကတော့စားတစွန်းအရှုံမုံအနှင်းငယ်တကြားတစွန်းပြီးရင်တော့ငံပြာရည်လေးအနှင်းငယ်ထည့်ပြီးရင်အရှင်ရည်လေးရပါပြီ။